ကျွန်တော်တို့ရှေ့မှာတင်ပြခဲ့သလိုကျွန်တော်တို့ဒီစစ်အနိုင်တိုက်ရေးကိုအဓိကသွားမယ်စစ်အောင်နိုင်ရေးကိုအဓိကသွားမယ်ဆိုတော့ကျွန်တော်တို့ကဒီစစ်အောင်နိုင်ဖို့အတွက်စစ်အနိုင်တိုက်ဖို့အတွက်လိုအပ်တဲ့အရာမှန်သမျှကိုကျွန်တော်တို့ကသက်ဆောင်သွားမှာဖြစ်ပါတယ်ဆိုတော့ဆရာရှေ့မှာတင်ပြခဲ့တဲ့အဖွဲ့အစည်းတချို့ရှိတယ်ကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာပြန်ကြည့်ကြည့်ပါစစ်ရေးကိုဦးစားပေးခဲ့သလားတကယ်ပဲဖော်ဆောင်ခဲ့သလားဆိုတာကိုပြန်ကြည့်ကြည့်တဲ့အခါမှာကျွန်တော်တို့တကယ်ကြတော့စစ်ရေးကိုဦးစားပေးမှုစစ်အနိုင်တိုက်ရေးလှုပ်ဆောင်မှုကအရာအားနေတာကိုကျွန်တော်တွေ့ရပါဒါရှိတရားပါဒါအားလုံးလည်းမြင်နေရတဲ့ကိစ္စပါဆိုတော့၄နှစ်ကျော်သွားပြီကျွန်တော်တို့ကထပ်ဆောင်လို့မရတော့ထပ်ဆောင်လို့ရှိရင်တော်လည်းသားလျှောသွားနိုင်ဒါအပြင်ကျွန်တော်တို့ဥဆောင်မှုနဲ့စီမံခန့်ခွဲမှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြည်သူတွေကဒေါ်လာသန်းပေါင်းများစွာပေးခဲ့တယ်လူဒန်းခဲ့တယ်ထောက်ပုတ်ခဲ့တယ်အဲ့ဒါတွေကိုကျွန်တော်တို့စနစ်တကျသုံးစွဲနိုင်သလားဆိုတာကိုလည်းပြန်ကြည့်ကြအဲ့တော့အားလုံးပဲသိတဲ့အတိုင်းပဲငှက်ကင်ဆိုလည်းအငွေ့ပြန်သွားတာတွေကျွန်တော်တို့ရှိတယ်ဒါအပြင်ကျွန်တော်တို့မြေပြင်မှာလက်နက်တပ်ဆင်မှုအပိုင်းဆိုလို့ရှိရင်လည်းကြောသားရင်သားခွဲခြားတာတွေရှိတယ်ဒါအပြင်မြေပြင်မှာမှအသက်ပေးပြီးတော့တိုက်နေတဲ့သူတွေကိုတော့မှငါနဲ့မဝင်နဲ့သူ့နဲ့မဝင်နဲ့ဆိုပြီးတော့ခွဲခြားဆက်ဆံမှုတွေရှိတာကိုဒါအရှိတရားတိုင်းမြင်ရမှာဖြစ်တယ်ဒါအပြင်ကိုငါနဲ့မတူငါရန်သူ MOD အောက်ကိုမဝင်လို့ရှိရင်သဘုံဖြစ်မယ် MOD အောက်ကိုမဝင်ပတ်စံမလူနဲ့ဆိုပြီးတော့ကျင်းမြောင်းနဲ့အယူအဆနဲ့စုစည်းရေးစီလုံးရေးကိုလှုပ်ဆောင်အောင်မဲ့အစားရန်တဲ့အချိန်ကြီးပြောဆိုလုတ်ကိုင်နေတာတွေကိုတွေ့ကြရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒါတွေဒီစစ်အနိုင်တိုက်ရေးကိုဥတီတာလားဒါတွေဒီစီလုံးညီညီရေးကိုဥတီတာလားဆိုတာကိုပြန်ကြည့်လို့ရှိရင်ဖြောင်းကြီးစန့်ကျင်နေတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကိုပြန်ကြည့်ရင်ဒီရှက်ကအဖွဲ့အစည်းတွေဒီစစ်အနိုင်တိုက်ရေးစစ်အောင်နိုင်ရေးကိုဦးစားမပေးခဲ့ဘူးစစ်အောင်နိုင်ရေးကိုလုပ်မယ်ဆိုကျွန်တော်တို့ကစုပွဲမှုတွေလုပ်ရမယ်စီးရုံမှုတွေလုပ်ရမယ်လက်နက်တပ်ဆင်မှုတွေလုပ်ရမယ်ခဲယမ်းတွေဖြစ်ကြီးရမယ်စက်ရုံတွေတည်ထောင်နိုင်ရမယ်ငွေကိုအရရှာနိုင်ရမယ်ရတဲ့ငွေတွေကိုအလွဲသုံးစားမလုပ်ရဘူးဒါအပြင်ကိုကျွန်တော်တို့တော့ကျန်တဲ့မဟာမိတ်တိုင်းရင်းသားစုပွဲတွေနဲ့အမှန်တကယ်ကိုစစ်စေးတွေပူပေါင်းဆောင်ရွက်နိုင်မှုတွေရှိရမယ်ဆိုတာကိုကျွန်တော်တို့ဒါအရှိတရားဖြစ်တယ်ဒါတွေကိုလုံနိုင်ခဲ့သလားဆိုပြီးတော့ကျွန်တော်တို့တွေညွန်ကိန်းနေနဲ့ပြန်ကြည့်ပဲဆိုလို့ရှိရင်မရှိသလောက်နေပါတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒါတွေဒီကျွန်တော်တို့အတွက်အကုန်လုံးကသင်ခန်းစာတယ်ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီထက်ကောင်းအောင်လုပ်နိုင်ဖို့ကြိုးစားမှာဖြစ်တယ်လို့ဒါကိုလည်းလုပ်ကြမှာဖြစ်တယ်တကယ်တော့တော်လိုင်းရေးရဲ့အဆုံးဖြတ်ကစစ်အောင်နိုင်မှရမှာဒီစစ်အောင်နိုင်မှုကိုကျွန်တော်တို့ကမဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုလို့ရှိရင်စစ်အောင်နိုင်မှုဆိုလို့ရှိရင်ကျွန်တော်တို့စီယုံရေးစီလုံးရေးလက်နက်တပ်ဆင်ရေးမဟာမိတ်ပူပေါင်းဆောင်ရွက်လေးမိတ်ဖက်ဆောင်ရွက်ရေးတွေကိုကျွန်တော်တို့ကအကောင့်တွေပေါ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ NRA မူဝါဒသည်အဲ့ဒီပေါ်မှာအခြေခံပြီးတော့စစ်အောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်မြည်သူကိုမဆိုစစ်အာဏာရှင်စနစ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းမှန်သမျှအဲ့ဒီမှာ NUG အပါဝင်အဖွဲ့အစည်းအားလုံးကိုကျွန်တော်တို့မဟာမိတ်ဖက်ဆက်ဆံရေးဖြစ်ကိုကျွန်တော်တို့လှုပ်ဆောင်ကြတယ်တော့တော်လန်ရေးကိုမောင်းပိုင်မစည်းပါနဲ့တော်လိုင်းရေးကိုငါတယောက်တည်းပိုင်နေငါအစုဖွဲ့တယောက်တည်းပိုင်နေဆိုပြီးတော့မောင်းပိုင်မစည်းပါနဲ့အထူးသဖြင့်ကျွန်တော်တို့ရှေ့မှာရှိခဲ့တဲ့အဖွဲ့အစည်းတွေကမိမိတို့အဖွဲ့အစည်းဒီဘယ်သူကိုစားပြုတယ်လဲဆိုတာကိုရှင်းလင်းအရင်မေးမြန်းပြီးတော့ကိုယ့်ဘာကိုလည်းပြန်ကြည့်ရမှာဖြစ်ပါတယ်လွယ်ဦးတော်လိုင်းရေးဆိုတာဘယ်ပါတီဘယ်ကိုယ်စားလှယ်ဘယ်အုပ်စုကမှလှုံ့ဆော်လို့ဥဆောင်လမ်းပြခဲ့လို့ဖြစ်လာတာမဟုတ်ပါဘူးမတရားမှုကိုလက်မခံတဲ့ဂျန်စည်းတွေကလက်သုံးချောင်းထောင်ပြီးတော့ကိုယ့်ရဲ့အသိစိတ်တဲ့ကိုတရားမျှတမှုအတွက်လမ်းပေါ်ထွက်ပြီးအသက်ပေးလို့ဖြစ်လာခဲ့တဲ့အရာတွေဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကဒီလိုမျိုးကိုယ့်အသက်ကိုကိုပေးပြီးတော့အစုအဖွဲ့တွေနော်တတိပုဂ္ဂလတွေလမ်းပေါ်ထွက်တဲ့အချိန်မှာအသေးခံပြီးလုပ်တဲ့အချိန်မှာမကန့်ကွက်ခဲ့မပြောခဲ့ဝိုင်းတော်အားပေးခဲ့ကြသေးတယ်ဟေးဆိုပြီးဝိုင်းတော်အားပေးခဲ့ကြသေးတယ်အေးယနေ့အချိန်မှာကြတော့တော်လန်ရေးကိုမောက်ပိုင်စီလှုပ်ချင်တဲ့သူတွေရှိလာတယ်ဒီတော်လန်ရေးကပဲသူတို့ကပဲပိုင်တယ်လို့ဒီတော်လန်ရေးကပဲသူတို့ကပဲလုံမလို့အထူးဖြင့်မြေပြန့်ဒေသမှာဖြစ်လာတဲ့ဟာဒါတွေကိုတော့ကျွန်တော်ကလုံမကဒါတွေကိုလုံနိုင်လဲအပြတ်သက်ဆန့်ကျင်တယ်ဒါဒီစစ်အောင်နိုင်ရေးနဲ့ဒေါ်လာရေးအောင်မြေရေးအတွက်ကိုအနောက်ရှက်အစီတာဖြစ်တယ်ဒီလိုလှုပ်ဆောင်မှုအကုန်လုံးကိုတော့ကျွန်တော်တို့ကပြတ်သက်ဆန့်ကျင်မြေပြင်မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အညာဒေသမှာဒါသိရှိတရားပါမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ဆိုတာကတော်တော်မလိုတဲ့ကိစ္စဖြစ်ပါတယ်ဥပမာဆိုထားပါတော့ NUG ရဲ့ MOD အောက်မှာမရှိတဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ရှိတယ်မြို့သိမ်းတိုက်ပွဲဆင်နွှဲတယ်ပတ်ဝန်းကျင်မှာဆက်ဆက်နေတာကပသုံးလုံးရှိတယ် NUG MOD ကဖြစ်တယ်ရှိတာတွေရှိတယ်ပူပေါင်းဆောင်ရွက်မှုဝိုင်းမလုပ်ဘူးဘုံရန်သူကိုဝိုင်းမတိုက်ဘူးဒါအပြင်စစ်ချီတက်မယ်ဆိုရင်တော့ငါနေကိုမပြတ်နဲ့ကိုမလုံနဲ့ဆိုတာတွေလောက်ခဲ့တဲ့အပြင်နောက်ဆုံးလက်နက်တိုက်ကိုမီးရှို့တဲ့ကိစ္စမျိုးတွေလောက်တာတို့ရန်သူပြူကိုသွားပြီးထမင်းပေါ်တာတွေလောက်ခဲ့တဲ့အဆင့်အထိတော်လန်ရေးကြီးပေါ်မှာသစ္စာပေါက်တဲ့လုပ်ရည်တွေတောင်လောက်လာတာရှိတယ်ဒီလိုမျိုးလုပ်နေတဲ့ဟာတွေကိုကျွန်တော်တို့ကဒီတိုင်းမျက်စိမိတ်ပြီးတော့လက်ပိုက်ပြီးတော့ကြည့်မနေနိုင်ပါဘူးဒါတွေဒီတော်လန်ရေးတစ်စုံလုံးကိုသားလျှော့တဲ့အထိဖြစ်သွားနိုင်တဲ့အနေအထားဖြစ်တယ်
အဲ့တော့ကျွန်တော်တို့ကဓာရီအတွက်ကိုလည်းအကာအကွယ်ပေးနိုင်မှုကျွန်တော်တို့စူးစမ်းမှာဖြစ်တယ်အထူးသဖြင့်အမိမဲ့သားရင်းနှီးငါးကဲ့သို့ဖြစ်နေတဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ် local တွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကစုစည်းပြီးတော့သူတို့တွေအချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီးတော့ဥစ္စာမှုတွေကိုပေးပြီးတော့တကယ်ကိုအင်အားတောင့်တင်းခိုင်မာတဲ့ဒါအပြင်ကျွန်တော်တို့အပြည့်အဝတက်ဆင်ပေးနိုင်တဲ့အထိကိုကျွန်တော်တို့စူးစမ်းပြီးတော့ဒီဒေါ်လာရေးကြီးအတွက်ဒီဒေါ်လာရေးကြီးအတွက်ဒီဒေါ်လာရေးကြီးအတွက်ကျွန်တော်တို့မျှော်လင့်ချက်တွေဖြစ်လာပြီးတော့တကယ်ကိုစစ်အောင်နိုင်ရေးနဲ့စစ်အနိုင်တိုက်ရေးကိုလှုပ်ဆောင်နိုင်တဲ့အထိလှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တင်ပြချင်ပါတယ်ဟုတ်ကဲ့